မျက်စိနီတာရဲတာအပြင်နာတာကြိုက်တာတွေနဲ့ပါတွဲတယ်ဆိုရင်တော့အခုပြောမယ်အရေးကြီးတဲ့မျက်စိယောဂါတွေကြောင့်ဖြစ်နိုင်ပါတယ်နံပါတ်1ကတော့တွေ့ရတာများတဲ့ဒေါင်ကျင်းရည်တိမ်ယောဂရုတ်တရက်တက်လာခြင်းကြောင့်ဖြစ်နိုင်ပါတယ်အဲ့လိုမျိုးဒေါင်ကျင်းရည်တိမ်ကြောင့်မလို့မျက်စိနီတာကြိုက်တာအပြင်ခေါင်းကြိုက်တာတို့ပြို့တာတို့အန်နာတို့ထိပါတွဲလာနိုင်ပါတယ်အဲ့လိုအခြေအနေခံစားရပြီဆိုရင်နီးစပ်ရာမျက်စိထူးကူဆေးရုံသို့မဟုတ်ဆေးကန်းကိုသွားပြီးတော့ကုသမှုအမြင့်ဆုံးခံယူရမှာဖြစ်ပါတယ်နံပါတ်2ကတော့မျက်ကြည်လွှာအနာသို့မဟုတ်မျက်ကြည်လွှာရောင်ခြင်းကြောင့်လွှာရောင်ခြင်းနဲ့ပတ်သက်ပြီးတော့လည်းအရင်ကဗီဒီယိုလေးတင်ထားတာရှိပါတယ်နံပါတ်3ကတော့ uveitis လို့ခေါ်တဲ့မျက်စိအတွင်းပိုင်းရောင်ခြင်းကြောင့်မျက်စိအတွင်းပိုင်းပိုးဝင်ခြင်းသို့မဟုတ် autoimmune disease တစ်ခုခုကြောင့်မလို့လည်းမျက်စိအတွင်းပိုင်းရောင်ခြင်းဖြစ်နိုင်ပါတယ်အဲ့ဒီလိုအခြေအနေတွေမှာဆိုရင်လည်းအမြင်အာရုံဆုံးရှုံးတဲ့အထိဖြစ်နိုင်တာမို့လို့အမြန်ဆုံးကုသမှုခံယူဖို့လိုအပ်ပါတယ်မက်လေးချက်ကတော့မျက်စိအတွင်းကိုတန်မုံသို့မဟုတ်အမုံတစ်ခုခုဝင်ခြင်းဒါမှမဟုတ်ရင်လည်းထိခိုက်ဒဏ်ရာရခြင်းကြောင့်ဖြစ်နိုင်ပါတယ်တမုံဝင်လို့ဒါမှမဟုတ်ရင်ထိခိုက်ဒဏ်ရာရလို့မျက်စိနီတာကြိုက်တာအောင့်တာတွေဖြစ်တယ်ဆိုရင်လည်းအရေးပေါ်ကုသမှုခံယူဖို့လိုအပ်ပါတယ်။မှတ်5ချက်ကတော့ scleritis လို့ခေါ်တဲ့မျက်သားအဖြူလွှာရောင်ခြင်းကြောင့်မလို့လည်းမျက်စိနီတာကြိုက်တာတွေဖြစ်နိုင်ပါတယ်။အခုပြောခဲ့တဲ့မျက်စိယောဂါ5မျိုးကအားလုံးအရေးကြီးတဲ့အတွက်မျက်စိနီတာရဲတာအပြင်နာတာကြိုက်တာတွေနဲ့တွဲတယ်ဆိုရင်အရေးကြီးတဲ့အတွက်ကြောင့်မလို့နီးစပ်ရာမျက်စိထူးကုဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်။ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေပေါ်မူတည်ပြီးတော့ကုသပုံတွေကလည်းမတူတာမို့လို့ကုသပုံအသေးစိတ်တွေကိုတော့ဗီဒီယိုရှင်းသွားမှာဆိုလို့မပြောတော့ပါဘူးဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိတယ်ဆိုရင်တခြားလိုတဲ့သူတွေလည်းသိရအောင်လို့ repost လုပ်တာတို့ share ပေးတာတို့ပြုလုပ်ပေးပါ